ချက်အာလူဟင်းချက်ဖို့အတွက်ကိုပထမချက်သားလေးကိုစားစနဲ့ငံမြန်ရည်လေးနဲ့တေချာဆုပ်ပြီးတော့ငံဝင်အောင်တေချာနယ်ပေးထားပါတယ်ချက်သွန်ဖြူနေခြင်းမှာမငရုတ်တိရန်ထောင်းပြီးလို့ရှိရင်ဂျင်းထက်ထောင်းကြက်သွန်ဖြူထက်ထောင်းကြက်သွန်ဒီကိုလည်းပါပါလေးပြီးတော့ထက်ထောင်းပေးပါတယ်ပြီးရင်အာလူလေးအခွန်ခွာပါတယ်အာလူကိုလည်းကိုကြိုက်တယ်လို့အနေတော့ဖြစ်အောင်တုံးထားပေးပါတယ်ပြီးရင်တုံးထားတဲ့အာလူလေးတွေကိုစားနည်းနည်းထည့်ပြီးတော့တေချာငံဝင်အောင်လို့ဆုပ်ပြီးတော့နယ်ပေးပါတယ်ဆန်သင်းဖြစ်ရင်တော့ဒေအိုရဲကိုစီထည့်ပါတယ်ပြီးရင်စောစောထောင်းထားတာတွေအကုန်လုံးရောပြီးတော့ထည့်ပြီးတော့စီတက်ပေးပါတယ်ချက်သွန်လေးတွေနောင်းလာပြီဆိုလို့ရှိရင်တော့ချက်သားထည့်ပြီးတော့စီတက်ပါတယ်ချက်သားထည့်ပြီးရင်ရေချက်ချင်းမထည့်ဘဲနဲ့အဖုံးအုပ်ပြီးတော့မွေးပေးပါတယ်ချက်သားကသူ့ရေနဲ့သူထွက်လာပါတယ်အဲဒါကြောင့်ဖုံးလေးခဏဖုံးလိုက်ပြန်ပြီးတော့ဖွင့်ပြီးတော့မှွေပေးလိုက်မယ်။ချက်သားကိုစီပြန်လာတဲ့ဒီဒေချာစီတက်ပေးပါတယ်။ချက်သားစီပြန်ပြီးဆိုမှပဲစုံစည်းရည်လေးနည်းနည်းထည့်ပါတယ်။ပြီးရင်အဖုံးပြီးတော့ပြန်ခဏတည်းပဲပေးပါတယ်။ရေခမ်းပြီးစီပြန်လာပြီဆိုတော့မှရေများလေးထည့်ပြီးတော့ကြက်သားကိုအဖုံးအုပ်ပြီးတော့နူးအောင်တည်ပေးပါတယ်ကြက်သားနူးစားပြူပြီဆိုလို့ရှိရင်အာလူလေးတွေထည့်ပါတယ်စောစောအထွက်လာတဲ့ရေတွေစားနေထားလို့အာလူတွေကနေထွက်လာတဲ့ရေတွေကိုမထည့်ဘဲနဲ့တွန်ပစ်ပါတယ်အာလူထည့်ပြီးရင်လည်းရေချက်ချင်းမထည့်ဘဲနဲ့အဖုံးလေးအုပ်ပြီးတော့ခဏတည်ပေးပါတယ်ဖုံးလေးခဏဖွင့်လိုက်မှွေပေးလိုက်နဲ့အာလူစီပြန်တဲ့အထိဖြစ်ပြီးဆိုတော့မှရေထည့်ပြီးတော့နူအောင်တည်ပါတယ်အပေါ်ငံမြည်ပြီးရတော့ချက်သားအာလူဟင်းရပါပြီ